အားလုံးမင်္ဂလာပါကျွန်တော်ကိုမန်းမှာသပင်ကုံတယ်များများဓာတ်ချက်ပြတယ်သပင်ဖြောင်းတာတွေပြတယ် BNN တွေကဒါမျိုးတွေပဲလိုချင်ကြတော့အချီအကောက်အကွဲတွေမဝယ်ကြတော့ဘူးတဲ့အဲ့လိုလေးမှန်ထားတာတွေ့လို့ပါယခုလက်ရှိမှာဒါကျွန်တော်တီးတဲ့လောက်လေးပြောပြတာပေါ့နော်ယခုလက်ရှိမှာဘလို့ပစ္စည်းတွေကအယောင်းဝယ်ဖြစ်တယ်လေဘလို့ပစ္စည်းတွေကအယောင်းဝယ်မဖြစ်ဘူးလဲဆိုတာကိုကျွန်တော်အနေနဲ့တုံးတက်ဖို့လိုအပ်ပါတယ်စီစစ်ကြည့်ဖို့လိုအပ်ပါတယ်ယခုကာလမှာအယောင်းဝယ်ဖြစ်မဲ့ပုံစံကိုပဲကျွန်တော်တွားမှတာအယောင်းဝယ်ဖြစ်မှာပါအယောင်းဝယ်ဖြစ်မဲ့ပုံစံမဟုတ်ဘဲနဲ့လုံနေလို့ရှိရင်အယောင်းဝယ်ဖြစ်မှာမဟုတ်ပါဘူးခုတော်တော်များများတော့ကုန်တယ်ကြီးကျွန်တော်တို့ဟိုဘက်နိုင်ငံခြားသားကုန်တယ်ကြီးတော်တော်များများတော့အဖြောင်းတွေကိုဝယ်ယူမှုအားပိုများတယ်အကောက်တွေလည်းမဝယ်ဘူးလားမဝယ်တော့ဝယ်တယ်ဈေးတန်းတစ်မျိုးနဲ့ဝယ်တယ်ဆေးဆိုးဆိုလည်းဆေးဆိုးရောက်ဈေးတန်းတစ်မျိုးဝယ်တယ်ပေါ့နော်အဲ့ဒီခါကျတော့ကုန်တယ်ကြီးပဲနေကျွန်တော်တို့ကုန်တယ်လေးပဲနေပေါ့နော်ယခုလက်ရှိမှာဝယ်ယူတဲ့ပုံစံဝယ်ယူမှုအားတွေကိုအားတွေဈေးကွက်မှာဘလို့နေဘယ်ပစ္စည်းအကြီးတွေးတွေကဘလို့ဈေးတန်းမျိုးတွေရှိတယ်လဲဆိုတာကိုကျွန်တော်အနေနဲ့အကုန်လေးလာပြီးတော့စီစစ်ပြီးတော့အယောင်းဝယ်လုံးမတာအယောင်းဝယ်ကြီးဖြစ်မှာပါခင်ဗျာအထက်ကလိုချင်တာဖြောင်းတာတွေကိုများများလိုချင်တယ်ကောက်တာတွေကိုတစ်စည်းလိုချင်တယ်ကျွန်တော်တို့အောက်မှာကျွန်တော်ဝယ်ယူနေတဲ့လူတွေကငါတော့မရဘူးဖြောင်းတာလဲဒီစီကောက်တာလဲဒီစီဆိုလို့ရှိရင်ပေါ်ကမဝယ်တဲ့အခါကျတော့အဆင်မပြေမှုတွေဖြစ်ကြတယ်ပေါ့အဲ့ဒီခါကျတော့အလုပ်လဲမဖြစ်တော့ပါဘူးအဲ့တော့ကျွန်တော်တို့အထက်ကများများယူမဲ့ကုန်တယ်ကြီးတွေကဘယ်လိုပုံစံတွေဝယ်ယူတယ်လဲဆိုတာကိုကျွန်တော်လေးလာစီစစ်ပြီးတော့အောက်မှာပြန်ဝယ်ဖို့လိုအပ်ပါတယ်အောက်မှာဝယ်တဲ့အခါလဲဖြောင်းတာဆိုရင်ဖြောင်းတာအရောက်ဈေးကောင်းပေးဝယ်မယ်ကောက်တာဆိုလဲကောက်တာအရောက်ဈေးတစ်မျိုးဝယ်မယ်စီးစူးဆိုလဲစီးစူးအရောက်ဈေးတစ်မျိုးဝယ်မှသာအယောင်းဝယ်ဖြစ်မယ်အစဉ်ပြေချောမွေးမှုတွေရှိမယ်ပေါ့နော်စောစောပြောတယ်လို့ပဲဖြောင်းတဲ့သပင်ဆိုလဲဈေးကောင်းလိုချင်တယ်ကောက်တာတွေလည်းအဲ့ဒီဖြောင်းတဲ့ဈေးတန်းတိုင်းပဲလိုချင်တယ်အောက်မှာဝယ်ယူမှုတွေပြုလုပ်ထားတယ်ဆိုလို့ရှိရင်အဆင်မပြေပါဘူးအဲ့တော့အဆင်ပြေမဲ့ပုံစံကိုပဲကျွန်တော်အနေနဲ့လက်ရှိကာလမှာဝယ်ယူမှုပုံစံတွေပြောင်းဖို့လိုအပ်တယ်ရည်တွေးစစ်ပုံတွေအရင်တက်ပို့ပြီး view site ဖို့လိုအပ်ပါတယ်အဲ့ဒါမှအမှားယွင်းနည်းမှသာအယောင်းဝယ်ဖြစ်မယ်အဆင်ပြေချောမွေးမှုတွေရှိမှာပေါ့နော်အဲ့လိုမဟုတ်ပဲအရင်တော့ငါတို့စေးဓာတ်လည်းချစ်စရာမလိုဘူးအရင်တော့ပုံစံတိုင်းပဲအောက်မှာဝယ်ယူမှုတွေသပင်တွေကိုလှုပ်ထားပြီးတော့အထက်မှာသွားရောက်တဲ့အခါကျတော့ဓာတ်တွေနဲ့ချစ်တယ်အကောက်ဆိုလဲအကောက်တစ်စေးပေးကြတယ်အဖြောင်းဆိုလဲအဖြောင်းတစ်စေးပေးကြတယ်အခါကျတော့အောက်မှာဖြောင်းတော့ကောက်တော့တစ်စေးပေးပြီးဝဲလာတဲ့လူကျတော့အဆင်မပြေမှုဖြစ်တယ်အဆင်မပြေမှုတွေဖြစ်တော့ဆုံးရှုံးမှုတွေများတယ်ဆုံးရှုံးမှုတွေများတော့လုပ်ငန်းတွေရက်တန်းလိုက်ရတာမျိုးတွေဆက်မလုပ်နိုင်တာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီအတွက်ယခုလက်ရှိမှာဘယ်လိုမျိုးတွေဝယ်ယူကြတယ်ဘယ်လိုမျိုးတွေပစ္စည်းစစ်တယ်လဲဘယ်ပစ္စည်းတွေကတော့ဈေးကောင်းရတယ်ဘယ်ပစ္စည်းကတော့ဘယ်ဈေးတန်းမျိုးဆိုတာကိုကျွန်တော်အနေနဲ့လေးလာသုံးသက်စစ်စစ်ပြီးတော့ဝယ်ယူမှုတွေလုံးမသာအစဉ်ပြေချောမွေးမှုရှိလာလိမ့်မယ်လို့ကျွန်တော်အနေနဲ့တီးတလောက်လေးမျှဝေပြချင်ပါတယ်ခင်ဗျာ